ပေါ်သွားတယ်ပြီလား ဘာလို့မှလူကြီးနဲ့ညောင်ရက်တော့တော့လိုက်ရမယ် ညောင်းတော့နားနေပေါ့ နည်းနည်းတွက်လို့ရတယ်ညောင် ညောင်းကျတော့ညံရနေများမှာကျ နည်းနည်းလက်ညောင်းရဲလေ အဲ့လည်းညောင်းရက်နားတယ်မင်းကဝင်နေပြီလားလို့မင်းကဝင်နေပြီ နေမောင်းလောက်တာကျွန်တော်တို့ ဟောဟော သူကခဏလောက်အောင် ဟော ဒီကောင်ကဒီဟာနဲ့ဆွဲတာတော့ ရဖြုတ်ချင်းလည်းဖြုတ်လို့ရတယ်ဖြုတ်ပြီးတော့ကန်ပြီးတော့ဆွဲနေလို့ရတယ်အဲ့လိုကန်ရတာအာမရလို့ချင်းလက်နဲ့ကန်တိုက်ဖြုတ်ပြလိုက် မိုးတွေပါလောက် လွတ်တယ်မိုးလုံးတော့ နော် အမိုင်းနေရာရအောင်ဟိုးနေပြလိုက်တော့သိလားအပေါ်မတင်တော့နဲ့တင်လဲတင်လို့ရတယ်ဘာလို့မပြေဘူးမဟုတ်တင်လဲတင် ဟိုနောက်ပိုင်းကျရင်တော့ဘုံဒီဖြစ်ရင်ဖြစ်မှာ အရာအမတင်လို့ရတယ်တင်လို့ရတယ်တင်လိုက်အခုအပေါ်ဆုံးနေလိုက်ရတယ် တင်လို့ရတယ် အပေါ်ဆုံး limit ဖြစ်သွားမှာ နေတော့ရောက်လို့ချင်းကျွန်တော်တို့ကတ်တရိုင်းနေရအောင်ရက်ကောင်းပါအဲကိုကြီးအောက်ပဲပြန်ထားလို့တော့မှာပေါ်ထွက်နေနေတာ လုတ်ပြီနော် အဲညောင်းရ အဲ့ဒါတည်းတစ်ထပ်ရောက်တယ် အောက်ပြန်ချလို့ရတယ် အပေါ်တင်လို့လေကိုဟိုအပေါ်ဆုံးနေတင်ကြည့်လိုက် မလိုချင်တဲ့အနေထားဟိုဟို ဟိုက ကိုယ်သူကဘာချက်မလိုက်နိုင်ဘူးနော်အော်တိုနဲ့ကဘာလဲအဲကြတော့မရဘူးဘူးခေါ်လို့လာအဲ့ဒီလိုမဟုတ်တော့ဒါပါဟုတ်ပါလက်ဆောင်နေရ လက်ဆောင် ဦးလေးတို့ကလည်းဒါလည်းနဲ့ပြောနေတာပဲဦးလေးတို့ဆိုနေတာလေ တမန်လက်ဆောင်ယူရဲချပေးပါဆန်းနဲ့ပို့ပေးပါဟုတ်ဘူးစီ ယူကြီးတယ်ပါနော်ဖြစ်ပါ ရပြီလားတော့ပြီလားစင်းပြီလား ညောင်းလိုက်မယ်အရာအပြတ်ကြရတော့ဟုတ်ပါလေ မအဲ့မှာလက်ဆွဲလို့စင်းပြီလား ဟိုအမှန် ရအဲမိုင် တော့ကြည့်ရကြည့် ပြောခဏနေတယ်တော့မောင်းလို့လက်တွေကောက်ကိုတို့တော့ဒါကြီးတက်ပြမှာမဟုတ်ဘူးစိတ်နဲ့ပြေးဆောင်မှာမဟုတ်ဘူးလို့ပြေးတော့ ကျွန်တော်ဒီလိုမျိုးနှိမ့်နေလို့ဟိုပေါ်ထိ မကြုံ မကြုံဘူး ဘာလဲမရောက်ကိုကြီးတင်လက်မရှိ အပေါ်ဆုံးတင်ကြည့်လိုက် ဟာလားမနေ့ဆရာမရေးတာမဟုတ် ဒီကအပေါ်ဆုံးရောက် ဆရာမရေးတာမဟုတ်ထောက်တယ် ကလေးလက်လုံး ရတယ် အဲ့လိုပြောမှပေါ်တဲ့တယ် ကိုကြီးလည်းရ မသိဘူးမသိဘူးနီး ကျော်ကြီးရောက်လာကျော်ကြီး လူတွေလိုက်စီလို့ရရင်ပြီ ဘာလို့ အလုံးနဲ့မလုံးနဲ့ အဲ့ဒါရေးတော့တယ် ကျွန်တော်တို့ဆိုင်းနေမို့လို့ ဘယ်ညာ အပေါ်မှာကျော်ကြီးရောက်ပြီလားကျော်သက်တင် ရောက်ပြီလေ အေးမင်းလိုချင်တဲ့တော့ရောက်ရင်ပြော ဒါမဲ့ဝါရဲတော့အဆောင်လူလေးရဲ့အိတ်တော်ပိတ်ရမှာလေပြောတယ် โอเคရပြီစေပြေပြန်ချ ချမြေချအားချလိုက် အမချောင်းနဲ့လေအဲ့ဒါပဲဝင်နေတယ်ကိုအောက်ကရေဘူးတွေမို့အမောအဲ့ဟုတ်ပြီ တိုင်းဆိုရင်တော့ညောင်းမှာကျွန်တော်အပေါ်ဝါဖြစ်ပြီးတော့ဒီတိုင်းဆိုရင်တော့ညောင်းမှာလည်းလည်းတုတ်ပြီးတော့လက်နဲ့ကိုလိုက် ပြောအဲ့ဒါလေးချင်းလေးတက်လိုက် သွားလိုက်တန်ချင်းနေသွားလိုက်တန်ဆရာကြီးသွားလိုက်တန်ချင်းနေတယ်လေထဲလို့ရတာလေချင်းချင်းချင်းပဲ ဟိုချင်းမတက်ကြလို့ချင်းလေကိုလူပြီးတာပဲဒီထုတ်တော့လန့်နေတာလေ အဲ့ဒါကိုကောင်းတယ် ထုတ်တော့လန့်နေတာလေလူရောထုတ်လိုက်ဖြတ်ပါ ဒီလိုဆိုရင်မညောင်းတော့ဘူး ဟုတ်တယ်ဟုတ်တယ် ကျတော့ညောင်းပါပဲဆရာ နောက်ကြရင်တော့သွားသူဒီဒီက အဲ့ ညာ ဒါပြောမလို့လေ အဲ့ကောင်ပိတ်တော့အဲ့ချင်းကြမှာဘာလို့လဲ ဒီကပေါ်လာလို့တက်ကော အပေါက်ကြီးပြေးတော့ပြေးလိုက်အောင် ကိုတကားအရွယ်ပေါ်တော့တက်တာမရှိ ဟုတ်ကဲ့ဝင်မေးပါညီဟောဝင်နေ ညာဦးလေးကိုလို့မရတော့ ခွင့်မယ်လေတော့ဒါမှမဟုတ်ဒီ ဘူးပြေးပေးလိုက်ကျတော့ဆရာတင်တယ် မတင်ပါဘူး ဘူးဘာခလုတ်ကိုင်းလို့မရဘူးလေ ဒီတစ်တစ်ကတော့မတင်တော့ဘာလို့မင်းကကွာမပါဘူးတိတ်လည်းတဲ့ပါ မနေဘူးနေဘူးပြဒီဟာပဲတင်ချဆန်းလာလေးပဲမလဲလိုက်တာဟုတ်ကြောင်းမဟုတ် ဒီလို ဘူးပြီးတော့စားပဲဟွာလုံးတဲ့ခါကျတော့ဆက်ထည့်ရရတယ်တော့တိုင်းကို ဒါပဲဒုတိယထပ်နေ ကိုတို့ဒါလက်လီကလုတ်တဲ့ဖွဲ့လားဟုတ်လား ဆရာကြီး မင်းဒါဟို ကိုတို့ကုမ္ပဏီနာမည်အောင် ဟောစားလည်းမဖက် အေးငါလည်းမဖတ်တော့ဘူးအင်္ဂလိပ်စာတွေ အမဒုံးဆိုရင်လွတ်လိုက်လို့ ဘာပေါ့တယ် လက်လုံးနှိမ့်လိုက် လည်းနေလေရောတော့မှာပဲ ကျူးရောကြလာမှာပဲရှိမှာ ရတယ်ကိုမနေရင်ဆိုဟုတ်ကဲ့ ဘောလေးနည်းလေးကျိုးပြန်တောင်း